အားလုံးပဲမင်္ဂလာပါရှင် K Cartoon Story Time Channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးခြင်းတဲ့ပုံပြင်လေးကတော့မနောမယလက်ဆွတ်ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါရရှင်ရှိတော့ကတတိကြီးတအူးမှာတာတယောက်ရှိတဲ့ကွယ်အဲ့ဒီသားလေးဟာအချိန်တန်လို့အရွယ်ရောက်တော့တတိကြီးကငွေတပြား300ပေးပြီးငါသားရင်တခြားနိုင်ငံကိုသွားပြီးတော့ကုံသွားကူပါချီဆိုပြီးခိုင်းလိုက်တဲ့ကွယ်အဲ့ဒီတော့တတိသားဟာငွေကိုယူပြီးခရီးထွက်သွားတာပေါ့ခရီးအတော်သွားပြီးတော့မှလမ်းမှာလူတစုဟာခွေးတကောင်နဲ့စကားများနေကြတာကိုတွေ့ရတဲ့ကွယ်တချို့ကခွေးကိုတက်ပစ်မယ်လို့ပြောတယ်တချို့ကကြတော့မတက်ရဘူးဆိုပြီးတော့တားတဲ့ကွယ်တနာကျင်နာစိတ်ရှိတဲ့တတိသားကတော့ကဲဗျာခမတို့စကားများမနေကြပါနဲ့ဒီခွေးကိုကျွန်တော်ဝယ်ပါမယ်ရော့ငွေ100ဆိုပြီးခွေးကလေးကိုခေါ်သွားတဲ့ကွယ်နောက်ခရီးအတော်သွားမိပြန်တော့လမ်းမှာလူတစုဟာကြောင်တကောင်နဲ့စကားများနေကြတာကိုတွေ့ရပြန်တဲ့ကွယ်တချို့ကကြောင်ကိုတက်ပြစ်မယ်လို့ပြောတယ်တချို့ကကြတော့မတက်ရဘူးဆိုပြီးတော့တားတဲ့ကွယ်တနာကျင်နာစိတ်ရှိတဲ့တထေသားကတော့ကဲဗျာခမတို့စကားများမနေကြပါနဲ့ဒီကြောင်ကိုကျွန်တော်ဝယ်ပါမယ်ရော့ငွေ100ဆိုပြီးကြောင်ကလေးကိုခေါ်သွားတဲ့ကွယ်နောက်ခရီးအတော်သွားမိပြန်တော့လမ်းမှာလူတစုဟာငွေတကောင်နဲ့စကားများနေကြတာကိုတွေ့ရပြန်တဲ့ကွယ်တချို့ကငွေကိုတက်ပြစ်မယ်လို့ပြောတယ်တချို့ကကြတော့မတက်ရဘူးဆိုပြီးတော့တားမြစ်တဲ့တနာကျင်နာစိတ်ရှိတဲ့တတိကတော့ကဲဗျာခမတို့စကားများမနေကြပါနဲ့ဒီမွေကိုကျွန်တော်ဝယ်ပါမယ်ရော့ငွေ100ဆိုပြီးမွေကလေးကိုခေါ်သွားတဲ့ကွယ်တတိကြီးပေးလိုက်တာကငွေ300ခွေးကိုဝယ်တော့ငွေ100ကြောင်ကိုဝယ်တော့ငွေ100မွေကိုဝယ်တော့ငွေ100အဲ့ဒီတော့သူ့အိတ်ထဲမှာငွေဗလာဖြစ်သွားတာပေါ့အားကြောင့်တတိသားလဲတခြားနိုင်ငံကိုခရီးဆက်မသွားတော့ပဲမိဘအိမ်ကိုပြန်သွားတာပေါ့လေအိမ်ကိုရောက်လို့အဖြစ်အပျက်တွေကိုပြန်ပြောပြတဲ့အခါတတိကြီးကဆူတာပေါ့ကဲမင်းဒီလောက်မိုက်တဲ့အခါငါ့အိမ်ပေါ်မှာမနေနဲ့နွားယုံထဲမှာသွားနေဆိုပြီးနှင်ချလိုက်ပါလေရောတတိသားလဲခွေးကလေးကြောင်ကလေးမွေကလေးကိုခေါ်ပြီးနွားယုံနဲ့သွားနေတာပေါ့သူ့အိယာကခေါရိုးပုံလေးပါသူ့အိပ်ပေါ်အိပ်ဖက်တွေကခွေးရဲ့ကြောင်ရဲ့မွေရဲ့အဲ့ဒီတတဝါတွေကသူ့ကိုအင်မတန်ချစ်ကြတဲ့ကွယ်အိတ်တဲ့အခါဆိုရင်ခွေးကလေးကခေါင်းရင်းကအိတ်တဲ့ကြောင်ကလေးကခြေရင်းကအိတ်တဲ့မွေကလေးကရှင်ပြီးတော့အိတ်တဲ့ကွယ်တနေ့ကျတော့သူတို့တွေစကားစမီပြောကြရင်မွေကလေးဟာသူ့တခင်တထေးသားကိုပြောတဲ့သခင်ကျွန်တော်ဟာမွေမင်းကြီးနာဂရာဇာရဲ့သားဖြစ်ပါတယ်တနေ့တော့အခါကျွန်တော်လူပြည်ကိုလာတော့လူတစုကဝိုင်းဖမ်းပြီးတတ်တော်မဲ့လုံနေတဲ့ခိုင်မှာကဲကောင်းထောင်းမလို့သခင်ကကယ်ဆယ်လိုက်တဲ့အတွက်ကျွန်တော်အသက်ချမ်းသာရပါတယ်ကျွန်တော်မှမိမွေတဲ့အသက်ဖာမွေတဲ့အသက်မရှိပါဘူးတခင်ကယ်တဲ့အသက်ပဲရှိပါတယ်တခင်ကျေးဇူးကိုကျွန်တော်ဆက်ချင်ပါတယ်ကျွန်တော်ဖခင်နာဂရာဇာကြီးကလည်းတခင်ကိုဟိမတန်ကျေးဇူးတင်ပါပဲလို့ပြောတဲ့အဲ့ဒီတော့တတိသားကနာဂရာဇာကြီးပဲမှနေတယ်လေကျုပ်လည်းတွေ့နိုင်ရင်တွေ့ချင်ပါတယ်လို့ပြောတဲ့ကွယ်ဒီတော့မွေကလေးကဆက်ပြီးပြောတယ်ဟောဟိုကတောင်ညိုညိုကြီးကိုမြင်ပါသလားသခင်အဲ့ဒီတောင်ညိုညိုကြီးရဲ့ခြေရင်းမှာနက်ရည်တွန်းနက်ရည်ထွက်တစ်ခုရှိပါတယ်အဲ့ဒီနက်ရည်တွန်းနက်ရည်ထွက်သေးကိုငုံစင်းလိုက်ရင်ကျွန်တော်တို့တိုင်းပြည်ကိုရောက်တာပါပဲသခင်လိုက်မယ်ဆိုရင်ကျွန်တော်ခေါ်သွားပါမယ်ကျွန်တော်ဖခင်မွေမင်းကကျေးဇူးဆက်မှာတော့အမှန်ပါပဲဘာလို့လိုချင်တယ်လဲလို့မေးရင်မွေမင်းရဲ့လက်ရလက်ကလက်ဆွဲရဲ့ရွှေသမင်းအိုးရဲ့ရွှေရောင်းမရဲ့ပြီးပါလို့တောင်းမှာအဲ့ဒီလက်ဆွက်ကမနှောမရလက်ဆွတ်ပါရွှေပိတ်မှန်ကြီးဖန်ဆင်းပေးနိုင်ပါတယ်ရွှေသမင်းအိုးနဲ့ရွှေရောင်းမကလည်းတောင်းတလို့ရှိရင်နတ်သမင်းနတ်ဟင်းကိုပေးနိုင်ပါတယ်လို့ပြောပြတဲ့ကွယ်အဲ့ဒီအခါတထေးသားနဲ့သူ့မိတ်ဆွေ3ယောက်နဲ့အတူတောင်ညိုညိုကြီးစီကိုသွားတာပေါ့တောင်ချင်ရင်ကိုရောက်လို့နက်ရည်တော့နက်ရည်ထွက်ကိုတွေ့တော့ကဲမင်းတို့ဒီမှာနေခဲ့ကြကျုပ်နာဂရာဇာကြီးနဲ့တောတိအောင်မဲလို့ခွေးကလေးနဲ့ကြောင်ကလေးကိုမှားပြီးတထေးသားလည်းမွေကလေးနဲ့အတူရေထဲကိုငုံဆင်းသွားပါလေရောတဲ့ကွယ်မွေသားမြေကိုရောက်တော့မြို့တကားကနေမွေကလေးကသူ့ဖခင်နာဂရာဇာထံကိုလူလွတ်ပြီးရှောက်ထားတဲ့ဒီတော့နာဂရာဇာကလူသားနဲ့သားတော်တို့ရှေ့တော်ကိုဝင်ခဲ့ရမယ်လို့အမိန့်ပေးတဲ့ကွယ်
ဒါပေမဲ့မွေကလေးကကျွန်တော်ဟာအခုအခါမှာအသက်သခင်ဖြစ်တဲ့လူသားရဲ့ကြီးကျွန်ဖြစ်ပါတယ်ခမဲတော်ကိုယ်တိုင်လာရောက်ကြိုဆိုပြီးကြီးကျွန်ဘဝကရွေးယူပါမှခမဲတော်ရဲ့ရှိတော်ကိုဝင်နိုင်ပါလိမ့်မယ်လို့လျှောက်တဲ့ကွယ်မွေကလေးကတတိသားကိုကြီးစုဆက်ခြင်းလို့ဇလန်းစင်နေတာပေါ့လေအဲ့ဒီအခါမှာနာဂရာဇမွေမင်းကြီးဟာမြို့တကားကိုထွက်လာပြီးတားတော်ကိုဖယံနှမ်းရှုပ်တဲ့ကွယ်တတိသားကိုနှုတ်ခွန်းဆက်တာပြီးခရီးဦးကျူဆိုတဲ့အဲ့ဒီလိုနဲ့တရေသားဟာမွေတိုင်းပြည်မှာအတူကြကြနေတော့နာဂရာဇရဲ့မနောယမလက်ဆွေရဲ့ရွှေတမင်းအိုးနဲ့ရွှေရောက်မရဲ့ကိုဂျေစုဆက်တဲ့အနေနဲ့မွေမင်းကပေးလိုက်ရတဲ့ကွယ်နောက်တော့နတ်ရည်ထွက်လန်းကလူပြည်ကိုပြန်လာပြီးသူအပေါင်းအဖော်ခွေးတို့အကြောင်းတို့နဲ့ပြန်တွေ့တာပေါ့မကြခင်မှာပဲတတိသားကမနောမယလက်စွပ်ကိုကင်ပြီးတောင်းတလိုက်တဲ့အခါအင်မတန်ခမ်းနားတဲ့ရွှေပိတ်မှန်ကြီးရောက်လာတဲ့ကွယ်ရွှေပိတ်မှန်ထဲမှာမင်းသမီးလေးတစ်ပါးလည်းပါလာတဲ့နောက်တော့ရွှေသမင်းအိုးနဲ့ရွှေရောင်းမကိုကင်ပြီးတောင်းတလိုက်တဲ့အခါမှာလည်းစားကောင်းတော့ပွဲနတ်သမင်းနှဟင်းတွေရောက်လာတဲ့အဲ့ဒီအခါတထေးသားဟာမင်းသမီးကလေးနဲ့လက်ထပ်ပြီးရွှေပိတ်မှန်ကြီးထဲမှာနေတာပေါ့တနေ့ကျတော့မင်းသမီးလေးဟာစံတော်ရှင်ရင်နဲ့ကျွတ်ထလာတဲ့ရွှေစပင်လေးတွေကိုကြီးတော်တစ်ခုမှတွတ်ပြီးမြစ်ထဲကိုပြစ်လိုက်တဲ့ကွယ်ကြီးတော်ကလေးဟာလည်းမြညာကနေပြီးမြစ်ကြောကိုပေါ်လိုနဲ့မျောသွားတာပေါ့တတိုင်းတနိုင်ငံကိုရောက်တော့မင်းသားကလေးတစ်ပါးဟာရေကစားစီးရင်နဲ့အဲ့ဒီကြီးတော်ကိုတွေ့တာနဲ့စေကြည့်လိုက်တဲ့ကွယ်အင်မတန်လှပနူးညံ့တဲ့ရွှေစပင်လေးတွေကိုတွေ့တော့မင်းသားလေးဟာမမြင်ရတဲ့စပင်ပိုင်ရှင်မင်းသမီးလေးကိုဆွဲလန်းပြီးမအိမ်နိုင်မစားနိုင်နဲ့တမမန်တထွေနေတော့တာပဲတဲ့ကွယ်အဲ့ဒီအခါမှာမင်းသားကလေးရဲ့ခမဲတော်ဟာစိတ်ပူတော်မူတာနဲ့မင်းသားကလေးရဲ့အကြီးတော်ဘလူးမကြီးစီမှာအကြံဉာဏ်တောင်းရတာပေါ့ကွယ်ဒီတော့ဘလူးမကြီးကပြားရောင်ဆောင်ပြီးတဝီဝီနဲ့မြစ်ညာကိုဆန်ပြင်းပြန်တဲ့ကွယ်ဘလူးမကြီးဟာအဲ့ဒီလိုမပြန်ခင်မင်းသမီးလေးရဲ့ရွှေစပင်လေးကိုနမ်းချစ်တဲ့ကွယ်ရွှေစပင်ကလေးကစီအနံ့ကိုတီးတော့အဲ့ဒီအနံ့အတိုင်းပြားရောင်ဆောင်ပြီးလိုက်တော်တာကိုနောက်ဆုံးတော့မင်းသမီးစီကိုရောက်တာပေါ့ကွယ်ရောက်တဲ့အခါအမေအိုးအယောင်ဆောင်ပြီးတောင်ဝေးကလေးကိုတော်နဲ့မင်းသမီးနေတဲ့ရွှေပိတ်မှန်တွန်းကိုဝင်သားတဲ့ကွယ်မင်းသမီးကလေးနဲ့တွေ့တော့လိန်နာပေါ့လေမင်းသမီးကလေးကျွန်တော်ဟာအခြားသူမဟုတ်ပါဘူးမင်းသမီးကလေးရဲ့အကြီးတော်ဖြစ်ပါတယ်မင်းသမီးကလေးမွေးကားစားကကွဲသွားလို့မမမိတာပါလို့လိန်ပြောပြီးမင်းသမီးကလေးကိုပွေ့ပန်နှမ်းလျှောက်လုပ်တဲ့ကွယ်မင်းသမီးလေးကလည်းခံရိုးဆိုတော့အဟုံးမှတ်ပြီးရွှေပိတ်မှန်ထဲမှာအကြီးတော်အဖြစ်နဲ့ထားတာပေါ့ကွယ်3-4ရက်လောက်ရှိတော့ဘလူးမကမနောမယလက်စွပ်အကြောင်းမေးတဲ့ကွယ်တတိသားလက်မှာဝတ်ထားတယ်လို့မင်းသမီးကပြောတော့ယူထားပါလားသမီးရဲ့မင်းမောင်တော်ကခဏတမင်လိုက်ထွက်နေတာမတော်တဆများတော့မှကြောက်ပြောက်ရင်မခက်ပေဘူးလားလို့အကျိုးလိုရောင်နဲ့ပြောတဲ့ကွယ်အဲ့ဒါကိုအဟုံးမှတ်လို့မင်းသမီးကသူ့ယောက်ျားစီကလက်စွပ်ကိုတောင်းယူထားလိုက်တာပေါ့ကွယ်နောက်တနေ့ကျတော့ဘလူးမဟာမနောမယလက်စွပ်ကိုကန်ချီစမ်းမရစေလို့ပြောတဲ့ယူသားတဲ့မင်းသမီးကလည်းချွတ်ပေးတဲ့ကွယ်အဲ့ဒီအခါဘလူးမဟာပြားရောက်ဆောင်ပြီးလက်စွပ်ကိုကိုးပြပါလေရောတူတော်နေတဲ့အိမ်တော်ကိုရောက်တော့မှလက်စွပ်ကိုတူတော်ရဲ့လက်ထဲကိုထည့်လိုက်တဲ့ကွယ်အဲ့ဒီအခါတူတော်မင်းသားလည်းရှင်မြုံသွားပြီးလက်စွပ်ကိုကန်လို့တောင်းတတာပေါ့လေတောင်းလိုက်တဲ့ဆိုရင်ပဲမြင့်ညာကရွှေပိတ်မှန်ကြီးဟာမင်းသမီးကလေးနဲ့အတူနန်းတော်ဝင်းထဲကိုရောက်လာတာပဲတဲ့ကွယ်မင်းသားလည်းပိတ်မှန်ထဲကိုဝင်ပြီးမင်းသမီးကိုအတင်းအဓမ္မသုံးဝင်သောစကားပြောပါလေရောတဲ့မင်းသမီးလည်းအတန်နဲ့ညင်းတဲ့ညင်းပေမဲ့မရနိုင်တဲ့အစုံရောက်တော့တက်လာလေးတဲ့ဆိုင်ငယ်ရင်မင်းသားနဲ့လက်ထပ်ပါမယ်လို့ဂရီးပေးလိုက်ရတဲ့ကွယ်အဲ့ဒီအတော်တွန်းမှာတရေသားဟာတမင်လိုက်ရာကပြန်လာပြီးရွှေပိတ်မှန်ကိုမတွေ့ရတော့ရင်ခွဲပတ်လက်နဲ့ဝမ်းနဲ့ပူဆွေးရတာပေါ့နောက်ဆုံးအကြံကုန်တဲ့အခါမှာသူ့အသက်ကိုသူတတ်သိမဲ့ဆိုပြီးဓာတ်ကိုကင်တဲ့အဲ့ဒီအခါခွေးကလေးနဲ့ကြောင်ကလေးကပုံနေရာကပြေးထွက်လာပြီးအိုးသခင်တီးခံမကျွန်တော်တို့ကိုတလားလေးတဲ့အချိန်ပေးရင်မင်းသမီးကိုရအောင်ရှာပေးပါမယ်လို့ပြောကြတဲ့ကွယ်အဲ့ဒီလိုပြောပြီးခွေးနဲ့ကြောင်ဟာသတင်းတမင်းနဲ့လိုက်ရှာလိုက်တာမင်းသမီးကလေးစံစားနေတဲ့နန်းတော်တွေကိုရောက်သွားပါလေရောတဲ့ကွယ်ညအချိန်ရောက်တော့မင်းသမီးဟာလေသာပြတင်းပေါက်ကိုဖွင့်ပြီးတတိသားကိုမျော်မှန်းလက်ဆွနေတော့ကြောင်ကလေးကထရန်ကတက်တော်တဲ့ကွယ်ကြောင်ကလေးကိုမြင်တော့မင်းသမီးလေးလည်းမှတ်မိပြီးဝမ်းသာအားရနဲ့အဖြစ်အပျက်တွေကိုပြောပြလိုက်တာပေါ့
နောက်တော့ကြောင်ကလေးဟာမနှောမရလက်စွပ်ဘယ်မှာရှိသလဲလို့မေးလိုက်တဲ့ဘလူးမကြီးရဲ့ဝမ်ပိုက်ထဲမှာရှိတယ်လို့မင်းသမီးကပြန်ပြောလိုက်တော့ကောင်းပြီကျွန်တော်ရအောင်ယူမယ်လက်စွပ်ကိုရရင်အားလုံးကိစ္စပြီးတာပါပဲလို့ပြောပြီးကြောင်ကလေးဟာထရံကပဲဆင်းသွားတဲ့ကွယ်အဲ့ဒီနေ့မှာပဲကျွမ်းမင်းကြီးရဲ့သားတော်အကြီးရဲ့လက်ထပ်ပွဲရှိတဲ့ကွယ်ဒါကြောင့်ကြောင်ကလေးဟာကျွတ်တုံးဝါမှာတေးချင်ရောက်ဆောင်နေတဲ့ကျွတ်ပိတ်သက်ကြီးထွက်လာတဲ့အခါကြောင်ကလေးကကျွတ်သူတို့တောင်းကိုဖမ်းလိုက်တာပေါ့အဲ့ဒီတော့ကျွမ်းမင်းကြီးကမျက်ရည်တွေကြားပြီးသူသားတော်ကိုလွတ်ဖို့အကြောင်းတောင်းပန်တာပေါ့အဲ့ဒီအခါကြောင်ကလေးကဘလူးမကြီးရဲ့ဝမ်ပိုက်ထဲမှာရှိတဲ့မနှောမယလက်စွပ်ကိုရအောင်ယူပြီးရင်သားတော်ကျွမ်းမင်းသားလေးကိုလွတ်ပေးမယ်ဆိုပြီးပြောလိုက်တဲ့ကွယ်ညကြတော့ကျွတ်တွေဟာဘလူးမရဲ့အခန်းထဲကိုတန်းစီပြီးတွားချတာပေါ့ဘလူးမကြီးဟာပါဇက်ကြီးအပြေးသားနဲ့တခေါ်ဟောက်ပြီးအိပ်ပျော်နေတာတွေ့တော့ကျွတ်ကလေးတစ်ကောင်ကမျက်နှာပေါ်ကိုအသာတက်ပြီးအာကောင်ထဲကိုကျွတ်မီကလေးနဲ့မှွေလိုက်တဲ့ကွယ်အဲ့ဒီအခါဘလူးမကြီးလေချောင်းရပြီးချောင်းဆိုးလိုက်တာဝမ်ပိုက်ထဲကမနှောမရလက်စွပ်ဟာဆင်ထွက်သွားပါလေရောအဲ့ဒီတော့ကျွတ်တွေကလက်စွပ်ကိုချီးပြီးကြောင်ရှိရာကိုပြေးကြတာပေါ့အဲ့ဒီအခါကြောင်ကလေးဟာလက်စွပ်ကိုယူပြီးကျွတ်မင်းသားကိုလွှတ်လိုက်တဲ့ကွယ်အဲ့ဒီတော့မှကြောင်ကလေးနဲ့ခွေးကလေးဟာလက်စွပ်ကိုယူပြီးတရေသားရှိရာကိုပြန်ကြတာပေါ့တရေသားကလက်စွပ်ကိုရတော့တလားလေးတင်းပြေးဖို့တညက်နေပဲရှိတော့တဲ့အဲ့ဒါကြောင့်ချက်ချင်းမှန်လက်စွပ်ကိုငုံထဲပြီးတန်းသားလိုက်တာရွှေပိတ်မှန်ကြီးနဲ့မင်းသမီးကလေးတခါတည်းရောက်လာတာပေါ့ကွယ်အဲ့ဒီတော့မှခွေးကလေးရဲ့ကြောင်ကလေးရဲ့တရေသားရဲ့မင်းသမီးရဲ့ပျော်ပျော်ပါပါနဲ့ရွှေပိတ်မှန်ကြီးထဲမှာအေးချမ်းစွာနေကြပါလေရောတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်